ကန်သမ္မတဒေါ်နယ်ထရမ့်ကယူကရိန်းဟာ၎င်းရဲ့နေမြေအလုံးကိုရုရှားထံကနေပြန်လည်ရရှိနိုင်တယ်လို့စက်တဘာ23ရက်ကပြောကြားခဲ့ရာဒီလိုပြောကြားလိုက်တာဟာယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီနဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်စစ်ပွဲနဲ့ပတ်သက်ပြီးအမေရိကန်သမ္မတရဲ့အံ့အားသင့်စရာသဘောထားအမြင်ပြောင်းလဲမှုဖြစ်ခဲ့ပါတယ်။ EU နဲ့ NATO တို့ထံကနေငွေကြေးပံ့ပိုးမှုတွေနဲ့အတူယူကရိန်းအနိုင်ရနိုင်ကြောင်းထရမ့်ရဲ့ပြောဆိုမှုဟာယူကရိန်းအနေနဲ့အိမ်နီးချင်းနိုင်ငံကြီးရုရှားကိုပိုင်တဲ့နေမြေတွေပေးရနိုင်တယ်လို့လာပေါင်းများစွာပြောဆိုခဲ့ပြီးတဲ့နောက်ထူးခြားတဲ့သဘောထားပြောင်းလဲမှုဖြစ်ပါတယ်။ထရမ့်ရဲ့ပြောစကားတွေကိုအပြောင်းလဲကြီးတစ်ရက်အဖြစ်ဇယ်လန်စကီကချီးကျူးခဲ့ပါတယ်။ရုရှားကိုခက်ထိထိပြောဆိုခဲ့ရမှာထရမ့်ကနေတိုးမဟာမိတ်နိုင်ငံတွေရဲ့ဝေဟင်ပိုင်နက်တွေကိုချိုးဖောက်ဝင်ရောက်လာတဲ့ဘလို့ရုရှားတိုက်လျင်ကိုမစိုးပစ်ချဖို့လဲနေတိုးနိုင်ငံတွေကိုတောင်းဆိုခဲ့ပါတယ်။ဥရောပသမဂ္ဂရဲ့အကူအညီနဲ့ယူကရိန်းဟာတိုက်ခိုက်နိုင်တဲ့အနေအထားမှာရှိနေပြီးယူကရိန်းဟာသူ့နယ်မြေအလုံးကိုမူလပုံစံအတိုင်းပြန်ယူနိုင်မယ်လို့ထင်ပါတယ်လို့ကုလသမဂ္ဂမှာဇယ်လန်စကီနဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်ထရမ့်က Truth Social Post မှာဖော်ပြခဲ့ပါတယ်။ယူကရိန်းဟာနိုင်ငံရဲ့မူလပုံစံကိုပြန်လည်ရယူနိုင်စွမ်းရှိနေတဲ့အပြင်ယူကရိန်းအနေနဲ့အိတ်ထက်မကတော့လုပ်ပြနိုင်တယ်လို့ထရမ့်ကဖြည့်ဆွတ်ဖော်ပြခဲ့တဲ့ဆိုပေမဲ့ရည်ရွယ်ပြောဆိုခဲ့တဲ့ယူကရိန်းနောက်ထပ်လုပ်ပြနိုင်တယ်ဆိုတဲ့အကြောင်းအရာကိုတော့ထရမ့်ကအသေးစိတ်ဖော်ပြခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ထရမ့်ရဲ့အထက်ပါပြောစကားတွေဟာယူကရိန်းနဲ့ပတ်သက်ပြီးဇက်တိုက်သဘောထားပြောင်းလာတယ်ဆိုတာကိုသက်သေပြနေပါတယ်။